အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ကိုကျော်ဝင်းပါကျွန်တော်တို့ဒီထိုင်းမှာအလုပ်လုပ်နေတဲ့ရွှေညီကိုတွေเนาะကျွန်တော်တို့ဒီလိုနေအောင်ဆက်ဆယ်ဘက်တန်အကျွေးစည်းတွေထဲမှာအစိရည်လဲတားကြီးမှရှာရှာပါမဟုတ်ဘူးဒါပေမဲ့ဈေးလဲရနေတဲ့အစိလေးတစ်စီးနဲ့ကျွန်တော်လာမိတ်ဆက်ပေးရเนาะသူကတော့ကျွန်တော်နေ့စဉ်သုံးနေတဲ့ဒါဆယ်ဘက်တန်ပဲเนาะဒါပေမဲ့ခုနှစ်ကတော့ကျွန်တော်တို့ဒီခုနှစ်လေးကိုကြည့်ပါเนาะ2540ခုနှစ်เนาะဒီလို2540ခုနှစ်ထုတ်အကျွေးစေးဆိုရင်ဒီလို10ဘတ်တန်ဆိုရင်ဘတ်40ကနေဘတ်100ထိရเนาะအစိသားလာလို့ရှိရင်ဘတ်100ထိရပါတယ်အခုကျွန်တော်ကင်ထားလိုမျိုးအစိဆိုရင်တော့450ပေါ့အဲ့လိုပဲရပါတယ်2540ခုနှစ်เนาะခုနှစ်လေးကတော့တည်တည်ချာချာလေးကြည့်เนาะ2540နဲ့တက်ပါဒီစိတ်ကအစိရပေါင်း9,8000ထုတ်ထားမှအခုတတိလဲကျွန်တော်တို့3ရင်းနဲ့တွေ့ကြတယ်เนาะတော်တော်များများတွေ့ကြတယ်ကျွန်တော်ဆိုတာ3စီတွေ့ထားတာပေါ့3စီကျွန်တော်ဒီတိုင်းကျွန်တော်ပတ်စံအကျွေးစီ3ရင်းနဲ့ပဲကျွန်တော်ဒီတိုင်းပဲတွေ့တာပါနော်ဒါဝယ်ထားတဲ့အစီတွေမဟုတ်ပါဘူးဒီတိုင်းအကျွေးစီမသုံးခင်ကျွန်တော်စစ်ပြီးမှတွေ့လို့ကျွန်တော်တင်ထားတဲ့အစီတွေပါဒါမျိုးဆိုရင်တစ်စီကို40 50လောက်ရပါတယ်လို့เนาะအစီတိုင်းလာနေတော့ပတ်80လောက်100လောက်ထိရပါတယ်เนาะခေါင်းပန်းဒီလိုဇောက်ထိုးလေးပါတကယ်လို့ခေါင်းပန်းအသက်ဖြစ်ခဲ့တယ်ဆိုရင်ဒီထက်ပိုပြီးမှဈေးရှိပါတယ်ဒီလိုအကျွေးစည်းကိုမှခေါင်းပန်းအသက်ဒီလိုဇောက်ထိုးမဟုတ်ဘဲနဲ့အသက်ဖြစ်ခဲ့လို့ရှိရင်ပတ်2000 3000လောက်ထိရပါတယ်เนาะအဲ့ဒါတော့နေငါလေးတစ်လည်းဖြစ်တယ်ခေါင်းပန်းအသက်လည်းဖြစ်တယ်ဆိုရင်တော့ပတ်3000လောက်ထိရပါတယ်အားလုံးမင်္ဂလာပါ